ထိုင်းလူမျိုးတို့က73စီရှားပါလာတာကြောင့်စားအုံးစီကိုထည့်ပြီးမောင်းလို့ရကြောင်းပြသခဲ့ပါတယ်။ဒီဇယ်အစားစားအုံးစီကိုကားထဲထည့်ပြီးမောင်းနှင်လို့ရကြောင်းဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာကြောင့်လူသိများလာတာပါ။သူ့အနေနဲ့စားအုံးစီ9ဘူးလောက်ကိုဝယ်ယူပြီးထည့်သွင်းကမြို့ထဲပတ်မောင်းနှင်တာအဆင်ပြေတယ်လို့လဲဆိုပါသေးတယ်။စားအုံးစီအသုံးပြုပြီးကားမောင်းတာမောင်းလို့ရနိုင်ပေမဲ့ပညာရှင်တွေကတော့ပြုပြင်ပြောင်းလဲထားမှရမယ်လို့ဆိုပါတယ်။ဒါအပြင်စားအုံးစီဈေးက73စီဈေးထက်ပိုများနေတယ်လို့ယူဆရပေမဲ့73စီပြတ်တောက်ချိန်မှာအဆင်ပြေမဲ့ပုံပါထိုင်းမှာလည်း73စီကြရက်ကြောင့်ပုံးတွေနဲ့တန်းစီနေကြရတဲ့ပုံပါဟော်မိုရေးလက်ကြားအခြေအနေကြောင့်လောင်စာစီရရှိနိုင်မှုအခက်အခဲရှိလာတာကြောင့်ထိုင်းမှာလည်းတန်းစီနေကြရပါပြီထိုင်းနိုင်ငံမှာလည်း73စီအခက်အခဲဖြစ်နေတာကြောင့်အခုလိုပဲကားပိုင်ရှင်တူကစားအုံးစီထည့်မောင်းတာပါစားအုံးစီဆိုရမှာစားစီတိုင်းမရပဲရင်ညွှန်းထားတဲ့စားစီတာထည့်သွင်းမောင်းနှင်လို့ရတယ်လို့ပြောဆိုနေကြပါတယ်သူ့လောက်ရက်ကထိုင်းနိုင်ငံမှာသဘောကျသူတွေများနေပြီးတော့ဒီဇယ်ကားဟောင်းတွေသာအဆင်ပြေတဲ့ပုံစံပါဒါပေမဲ့လည်းစားအုံးစီဈေးက73စီဈေးထက်ပိုဈေးကြီးတာမို့တွက်ချေတော့ကြိုက်မဲ့ပုံမရပါဒါပေမဲ့အရေးကြုံလာရင်တော့အဆင်ပြေဖွယ်တော့ရှိပါတယ်